ကြမ်းတမ်းတဲ့လမ်းတွေဆိုတာများသောအားဖြင့်လှပတဲ့ပန်းတိုင်တွေစီဥတီနေတာဖြစ်ပါတယ်အခက်ခဲတွေကကျွန်တော်တို့ကိုအမြင်တွေပွင့်စေပါတယ်တင်းရဲ့ယောဂကြီးတစ်ခုကနေပြန်ကောင်းလာတာပဲဖြစ်ဖြစ်တင်းရဲ့ကားပြီးပေါက်သွားတာပဲဖြစ်ဖြစ်တင်းရဲ့အိမ်ခေါင်မိုးကမိုးမလုံတာပဲဖြစ်ဖြစ်ဒါတွေကဖြစ်မလားမရှိတဲ့ပြဿနာတွေလို့မထင်ရပါဘူးအခက်ခဲတွေကကျွန်တော်တို့ကိုကျေးဇူးတင်တတ်အောင်တင် जा ပေးပါတယ်ပြဿနာတစ်ခုပဲဖြစ်ဖြစ်အခက်ခဲတစ်ခုပဲဖြစ်ဖြစ်ကျွန်တော်တို့ကဆုံးရှုံးမှုကိုကြုံလိုက်ရတဲ့အခါမှာဘဝမှာရှိနေသေးတဲ့အရာတွေကိုပို့ပြီးတော့ကျေးဇူးတင်လာခဲ့ပါတယ်အခက်ခဲတွေကကျွန်တော်တို့ရဲ့ဖုံးကွယ်နေတဲ့အလားအလာတွေကိုထုတ်ဖော်ပေးပါတယ်အရန်ကိုခက်ခဲတဲ့အခြေအနေတစ်ခုကနေပြန်ပြီးရုံထပြီးတဲ့နောက်မှာကျွန်တော်တို့ကစိတ်ပိုင်းဆိုင်ရာမှာခံနိုင်ရအားရှိလာခဲ့ပါတယ်ဘဝကြီးကတင့်ကိုမျိုးစုံစမ်းသပ်ပေးပြီးတင်ကအောင်မြင်ပြီဆိုတာနဲ့နောက်ထပ်စိန်ခေါ်မှုတစ်ခုအတွက်တင်ကအစဉ်သင့်ဖြစ်နေပြီဖြစ်ပါတယ်ပြဿနာတွေနဲ့အခက်အခဲတွေကကျွန်တော်တို့ရဲ့အကောင်းဆုံးဆိုတဲ့အခြေအနေတွေကိုဆွဲထုတ်ပေးပါတယ်တခါတလေကြာရင်ဘဝမှာဖြစ်လာတဲ့ပြဿနာတွေဆိုတာကဘဝကြီးကတင့်ကိုတချို့ကိစ္စတွေကိုလှုပ်ဆောင်တင်နေပြီဆိုတဲ့သဘောမျိုးပြောပြနေတာဖြစ်ပါတယ်အခက်အခဲတွေကတင့်ကိုတန်ဖိုးရှိတဲ့သင်ခန်းစာတွေတင် जा ပေးနိုင်ပါတယ်ဒါမှတူညီတဲ့အမှားမျိုးကိုအနာဂတ်မှာထပ်မလုပ်မိမှာဖြစ်ပြီးတော့မှမြ мян ဆန်ဆန်ကိုပဲအောင်မြင်နိုင်မှာဖြစ်ပါတယ်